Happy New Year, everyone! Welcome to Sue Daily Vlogs. ဒီနေ့ဖူရောက်တောင်းလေစုတို့အရင်ရှေးဟောင်းနောက်ဖြစ်လေးစကားပြောကြရင်နဲ့ဒီ idea လေးတစ်ခုရရပေါ့နော်အဲ့ဒါကတော့life in our 20s topic လေးအားစပြီးတော့စုတို့ discussion လေးလုပ်ကြမယ်ပြန်ဖူးနဲ့စုကခင်လာတာဆိုလို့ရှိရင်2014ကနော်2012ကအရန်ကြာခဲ့ပြီးတော့ကိုရီစပြီးတော့ခင်တာကစင်ကာပူကနေစခင်တာဆိုတော့စင်ကာပူ2017ပေါ့နော်ဆို16နှစ်ကဒီစင်ကာပူမှာပြည်တာအဲ့ချိန်တော့ကွာစရောက်တာသူကကျတော့16နှစ်19ထင်တယ်16အရွယ်ပေါ့နေကတနှစ်တက်လိုက်တယ်လေနော် UFO ဆိုခါကျတော့19လောက်မှာစရောက်တာအဲ့ကလေးကစပြီးခင်လာအခုချိန်ထိပါပဲရှင်so ဒီနေ့အဓိက sharing လုပ်ပေးမှာကဒီပညာရေး education system ပေါ့နော်မြန်မာမှာ10တန်းပြီးချင်းဒီနိုင်ငံခြားထွက်ပြီးစာကြောင်းတက်ခဲ့ရတဲ့အချိန်တွေ struggle လုပ်ခဲ့ရတဲ့ဟာတွေပြီးခါကျတော့ဒီစင်ကာပူမှာ10နှစ်ကျော်လောက်နေပြီးတော့ဒီဘက်ကိုပြန်ရောက်လာဘလို့တွေဘာတွေလုပ်ခဲ့လဲဆိုတာလေးကိုဒီစမြုပ်ပြန်ကြမှာဖြစ်ပါတယ်ပထမဆုံးပြောချင်တာကလေလူတစ်ယောက်နဲ့တစ်ယောက် experienceရခဲ့တာချင်းလည်းမတူတလို့အတွေ့အခေါ်တွေကလည်းမတူတဲ့အတွက်ကြောင့်ဒီ video clip လေးကိုပပလေးနဲ့ကြည့်ပေးဖို့တောင်းဆိုပါတယ်။စမယ်နော်။10တန်းတော့ကစာဘလောက်ကြိုးစားခဲ့လဲ။10တန်းတော့ပေါ်တာဆောင်မနေရကွာ။ CAE Manly ပေါ်တာဆောင်မနေခဲ့တယ်။အဲ့မှာကျတော့ pre-plan schedule တွေနဲ့ဆိုခါကျတော့ကိုဘယ်ချိန်မှာစာလုပ်ချင်လဲဆိုတာထက်ဒီအချိန်မှာစာလုပ်ကိုလုပ်ရမယ်ဆိုတဲ့အချိန်အမျိုးနဲ့လုပ်ခဲ့ရပါတော့။ပြီးတော့ခါကျတော့အဲ့တော့ကစာဘလောက်ကြိုးစားခဲ့လဲဆိုတော့လူတင်တဲ့လောက်တော့လုပ်ခဲ့လို့ထင်ပါတယ်ဒါပေမဲ့ but of course it could be better but သိရမလားစိတ်ဝင်စားတဲ့ဘာသာရပ်မှာတော့နည်းနည်းဖိပြီးလုပ်ခဲ့တယ်စိတ်ဝင်စားတဲ့ဘာသာရပ်မှာပို့ပြီးလေ့ကျင့်မှုကိုယ့်ကိုလိုတယ်ဆိုရင်မဲ့လည်းစိတ်ဝင်စားတဲ့ချိန်မျိုးခါတော့အရင်ကြီးတိတ်မလုပ်ဖြစ်တာပေါ့နော်အဲ့လိုနဲ့10တန်းအောင်ခဲ့တယ်10တန်းမှာ physics နဲ့အကုန်လုံးထွက်ခဲ့တယ်ပြီးတော့10တန်းအောင်ပြီးတော့အဲ့မှာဘာဖြစ်ချင်လဲဆိုတော့လင်းမောင်းနဲ့ကပတိန်ဖြစ်ချင်တာပေါ့နော်ချီအဲ့လိုမျိုး aviation class တော့ဘာမှတက်ချင်ခဲ့တာပေါ့ဘလုံးတက်ခဲ့ဘောလမြိုင်ဘက်မှာလာမသိသွားတက်ရမှာဆိုတော့အိမ်ကထုံးစံလိုက်ပြန်မှာခွင့်မပြုဘူးအဲ့ဒါနဲ့တန်ရုံးမှာလုပ်လို့ချင်တာတန်မှတ်ဖြစ်ချင်တာပေါ့နော် MUFL က Korean language ကိုပဲတက်လိုက်တယ်ဒါပေမဲ့ကိုဖြစ်ချင်ခဲ့တာအဲ့လိုမျိုးပေါ့ aviation class တွေပါတက်ချင်တယ်နောက်ပြီးတော့အဲ့လိုမျိုးမဖြစ်ခဲ့တဲ့အတွက်ဖေနဲ့ဦးလေးကစင်ကာပူမှာရှိနေတဲ့အချိန်မျိုးသူတို့ကနေပြီးတော့ကဲစိတ်ပြေလက်ပြောက်ဆိုပြီးခါကြအစားလုံးဘက်ကိုအလဲခေါ်ခဲ့တယ်အလဲခေါ်ပြီးတော့သူတို့ရဲ့culture တွေသူတို့ရဲ့ကြောင်းတက်တဲ့ပုံစံတွေကိုလိုက်ပြရင်းနဲ့ဆွဲတာပေါ့နော်အဲ့ဘက်ကိုလာပြီးကြောင်းတက်ဖို့အဲ့လိုကနေပြီးတော့စားလုံးဘက်ကိုကြောင်းတက်ဖြစ်ဖို့စိတ်ဝင်စားသွားခဲ့တာပေါ့ငါကြတော့လာရှော့ကွာဒီစီမှာငါမမီတလောက်ဆိုလို့ရှိရင်ငါရဲ့10တန်းကလေအရန် cruel ဖြစ်တယ်လို့လည်းမပြောချင်ကွာဒါပေမဲ့အရန်တင်းကျက်တာကွာဒီကအဲ့တော့ငါနေတာအဲ့လိုမျိုးညအိတ်ဆောင်မယ်ညအိတ်ပေါ်တာဆောင်စားတာကွက်ကိုအိမ်မှာစားအခါကျတော့အဲ့လိုညဂိုက်ပြီးလို့ရှိရင်ကွာမိန်ကလေးဆောင်တော့တခြား2လမ်းကျော်လောက်မှာအဆောင်ဖွင့်တာအခါကျတော့ကိုရီမားလေအဲ့လို10နာရီထိစာရေးပိုင်းလုပ်ပြီးသွားဆိုလို့ရှိရင်လေဓာတ်မီလေးနဲ့မိန်ကလေးဆောင်သွားကြရအုပ်စုလိုက်လေးကောင်းမလေးပြီးခါကျရင်မနေ့ဆိုလို့ရှိရင်9နာရီလောက်ထပြီးခါကျရင်ဓာတ်မီလေးနဲ့အဲ့လိုမျိုးလေးလာကြကွာပြင်စာလုပ်လားဆိုတော့လုပ်တယ်မလုပ်တော့မဟုတ်လုပ်တယ်ငါတော်တော်ကြိုးစားတဲ့အထဲပါစာလုပ်တာဟိုဝါဒနာပါတယ်အဲ့လိုမျိုးဖြစ်ချင်တာတွေရှိရဲဆိုတာထက်ကွာငါအုံနောက်ထဲမှာအမေနဲ့အဖေပဲရှာ parents first always ဒီစာကြိုးစားရဲဆိုတာလဲဒီလိုစုတွေပါတယ်ငါရခဲ့တယ်ဒီဂုံထူတွေပါတယ်ထွက်ချင်တယ်ဆိုတာလဲဒီမိဘတွေ proud ဖြစ်ဖို့ကွာတည်မလားကိုသမီးဂုံထူတွေပါတယ်ထွက်တယ်အဲ့လိုမျိုးမိဘတွေ proud ဖြစ်စေချင်တာကွာဒါမဲ့အေးပေါ့so set result ထွက်တဲ့အချိန်တခုမှမပေါ့လုံးဝ plain กว่าရိုးအောင်ဆိုခါကျငါမယ်လေ3ရက်ဆက်တိုက်လောက်ငိုခဲ့ပေါ့အသိငိုတာအဲ့ငါ3ရက်ဆက်တိုက်လောက်ငိုတာလဲလေကိုမရလို့ဝင်နေတာထက်ကွာ I just let my parents down กว่าဒီလားအဲ့လိုမျိုးစိတ်နဲ့ငိုတာရွေချက်ရှိလားဆိုရှင်တော့ဖြစ်ရှင်တာအဲ့လိုမျိုး architecture ငငယ်ကပုံဆွဲအရန်ဝါနာပါတယ်အိမ်ဆောက်တာအရန်ဝါနာပါတယ် but အဲ့တော့ငါဒီလိုကိုဖြစ်ချင်တယ်ဆိုတာထက်ငါမိဘတွေ support ပေးရှင်တာကွာပတ်စံရှာချင်တာအဓိကပတ်စံရှာချင်တယ်နိုင်ငံခြားထွက်ချင်တယ်အဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အမေတငယ်ချင်းရဲ့သမီးပေါ့နော်သူကကြောက်ဒီစင်ကာပူမှာဒီ nursing join နေတာ
လောက်ပြီးခါကျတော့ဒီ offer သူရဲ့ offer လည်း pretty good သူအဲ့မှာဒီ sponsorship ပေးတယ်ပြီးခါကျအလုပ်တန်ရတယ်ဆိုခါကျ why not right so အခါကျတော့ငါလည်းဒီ nursing join ဖြစ်သွားခုဆိုလည်းဆက်လုပ်ဖြစ်သွားမှာခုထိပဲစင်ကာမှာကျောင်းတက်တဲ့အတွေ့အကြုံဆက်စချင်းကတော့နိုင်ငံခြားမှာကျောင်းတက်ရဆိုပြောတာပေါ့နော်ပြီးရင် I kid တုန်းကလည်း Love Story in Harvard Korea ကပြီးတော့တည်ရမလားအဲ့နိုင်ငံခြားမှာကျောင်းသွားတဲ့တက်ကအရန်နာမည်ကြီးရခါတည်ရမလားကိုထင်ခဲ့အောင်အဲ့လိုမျိုးပြောစရာကောင်းပဲပြီးလို့ရှိရင်အဲ့လိုပေါ့နော် fan ဖြစ်တဲ့ live မျိုးပေါ့အရင်အဲ့လိုမျိုးနဲ့တွေးခဲ့တာပေါ့နော်ဒါပေမဲ့တကယ်အမြင်လဲရောက်သွားရော simple and goal orientated environment ပေါ့နော်အဲ့လိုမျိုးမှာကိုကစတင်ခဲ့တာဖြစ်သွားတာပေါ့မှန်တာ Harvard love story တွားလို့ရ nursing skill in Singapore အဲ့လိုမျိုးပေါ့နော်စစချင်းမှာဘာတွေခက်ခဲကြုံရလဲဆိုခါကျသူတို့ရဲ့ Singlish ပေါ့နော်သူတို့ရဲ့ Singlish ကိုလုံးဝနားမလဲဘာပြောလို့ပြောမှလည်းမသိဘူးကိုရီတင်ခဲ့တာကပြောမဲ့ဆိုရှင်မြန်မာပြည်ကနေတင်ခဲ့တဲ့ English က British English တာမဟုတ်လို့ရှိရင် American English properly ကွာ Singlish နဲ့လုံးဝကိုအဝင်ဝင်ကြဖြစ်မနေဘူးအချိန်တော်တော်ယူလိုက်ရအချိန်တော်တော်ယူခဲ့ရတယ်အဲ့ရောက်တော့ခါကျသူတို့ရဲ့ group work တွေ presentation တွေအဲ့လိုမျိုး different culture ကနေလာတဲ့သူတွေအကုန်လုံးပေါင်းပြီးတော့ဒီလောက်ရတဲ့ခါကျတခါတည်းတန်းပြီးကရှာရှော့ရသွားသေးတယ်စာအနေနဲ့ပြောမယ်ဆိုလို့ရှင်တော့မသိဘူးအဲ့လိုမျိုးစာကနေတောက်လျှောက်လုပ်ပြီးနောက်ထပ်စာထပ်လုပ်ရတဲ့ပတ်ဝန်းကျင်ပဲထပ်ရောက်သွားလားဆိုတော့ထပ်ရောက်သွားတဲ့ပုံစံမျိုးဆိုတော့ခါကျတော့တိတ်ပြီးတော့အခက်ခဲရလို့တော့မရှိဘူးဒါပေမဲ့ကိုကအရင်ကြီးစိတ်ဝင်စားတဲ့ဘာသာရပ်မဟုတ်ပြန်ဘူးpractical session လောက်ပဲကိုကအရန်ဝါသနာပါဆိုခါကျစားတင်မလားတိတ်မလုပ်ဖြစ်တော့ခါတငယ်ချင်းတွေဆိုပြီး okay စားလုပ်ကြမယ်ဆိုပြီးတော့ခါကျအိမ်မှာစုပြီးတော့ငါတို့အတူလုပ်ကြမယ်ပေါ့နော်အဲ့နဲ့သူတို့အိမ်ကိုသွားတယ်သူတို့အိမ်မှာဟိုဗာလဲသူရဲ့တခြားတငယ်ချင်းတွေရဲ့ပေါင်းပြီးတော့စုနေရပေါ့နော် okay အဲ့ဆိုရှင်လူများတဲ့စီကိုသွားပြီးစားလုပ်မယ်ဆိုပြီးဘာလုပ်လဲဆိုပြဟင်းချက်စားတယ်တရက်ကို4ခါလောက်စားတယ်ဟင်းသူချက်စားတယ်ပြီးလို့ရှိရင်မုံစားတယ်အဲ့တော့ဂျက်ကီချန်ကြည့်ရဂျက်ကီချန်မတယောက်ရှိရဲ့ညီမလေးဂျက်ကီချန်ကအရန်ကောင်းနေကြည့်ရအောင်ဆိုပြီးခါကြโอเคခဏကြည့်လိုက်တယ်ကြည့်ပြီးရင်ဘိုက်ဆိုင်မလားအမတခုသွားလုပ်လိုက်မယ်ဆိုပြီးတော့မုံစားတယ်စကားချီပြီးရင်စားတလုံးမလို့ပဲအိမ်ပြန်လာတယ်ကျောင်းပြည့်ရက်တွေကျတော့အများတန်းစားတွေစုလို့ရပင်မနဲ့ဆိုပြီးခါကြမန်းလေးမှာကျုံပေးပတ်တယ်လို့မျိုးသွားထိုင်ကြမယ်ဆိုပြီးတော့မရီနာဘေးမှာညနေတိုင်းကျောင်းပြီးတိုင်းမှာလေလင်းချင်းသွားခံတယ် Esplanade ပေးနာမှာပေါ့နော် but the con တခွက်ကို2 pound မပါ$2 အဲ့ဒါရေပြီးတော့ on the coconut jelly ice cream yeah coconut ice cream oh my god အဲ့လိုတွေကိုအလေးလိုက်ခဲ့ရပါတော့အလေးလိုက်ခဲ့ရတော့အဲ့တော့ငါတော့သိမှာဒါစိတ်ပန်းဖြေရပါတော့ဒါပေါ့အဲ့လိုမျိုးတွေနဲ့လုတ်ခဲ့ပြီးတော့ခါကြတော့လေတရွနဲ့ကြောက်ဆောင်မွေးအောင်လိုက်တယ်ဆောင်မွေးအောင်ပြီးတော့နောက်ပိုင်းအလုပ်ထဲကိုလည်းသူရောက်သွားတာပဲဘာမှတော့မသိလားမှန်တော့ပြောခုဆိုရင်ဒီလုပ်ငန်းခွင်နဲ့ရောက်တော့နှစ်ရှိတယ်ဆိုတော့17နှစ်ကျော်အဲ့ငါ12နှစ်ပေါ့အိုးအရင်ကြာနေwe did it ငါကြတော့လာရှော့တန်းလာကွာအခါကျပြောမယ်ဆိုတော်ရမျိုးတက်အဲ့မှာပထမဆုံးဘာဖြစ်လဲဆိုတော့စင်ကာပူစရောက်တဲ့အချိန်ကွာဘယ်သူနဲ့မှလည်းတိတ် communicate မလုပ်ခါကြတော့ကိုနဲ့ဟိုပါလေအတူသွားတဲ့ batch ကလူတွေနဲ့လည်းတိတ်ပြောစကားမပြောစုကတစ်နှစ်ပူစောရောက်တာမလားအဲ့ရောက်သွားတော့လူတိုင်းမှာဖုန်း handset လေးပါလာငါကြောင့် MP4 တလုံးပဲMP4 တလုံးပဲပါရဲရုပ်ချင်အိမ်ကိုဖုန်းဆက်မယ်ဆိုလို့ရှိရင်တော့ဖုန်းမရှိတာတများနာကနေငါပြီးတော့ဆက်ရကွာဆက်တော့လေတများတည်ရမလားပတ်စံပေးရခါကျမကြိုက်ချင်တဲ့ပုံစံတွေပါနေ Oh my god အဲ့ငါတပတ်လောက်ကို struggle လုပ်ရတယ်ပြီးနောက်တစ်ခုကကျတော့ bus စီရကွာဟာထင်တာဟာလေးဘယ်လိုပြောမလဲအရင် isolate ဖြစ်ပြီး exposure time ရှိခါကျတော့ဒီsponsorship ပေးလို့ဆိုရင် bus ကလည်းအလကားစီလို့ရတယ်မှန်ညာအခါကျတော့ bus ပေါ်တိုင် tab လို့ရအခါလေးအခါတွေဝေးပတ်စံဖြစ်ရတော့နားမလည်နိုင်ကွာဘာလို့ပေးရတာလဲပေါ့ကွာအဲ့တော့ပြီးရင်အကြောင်းရောက်တော့ခါကျတော့လေအဲ့က9မိနစ်လား3မိနစ်လားမသိဘူးနောက်ကျတာအဲ့ဒါကိုပြော3မိနစ်နောက်ကျတယ်ဆိုပြီးခါကျတော့ကွာအရင်အချိန်ကလေးစားရတဲ့ဘက်ကပြန်တို့ပြောတာဒီ Singlish နဲ့ပြောတဲ့အတိုင်းပဲလုံးဝနားမလဲစစပိုင်းတော့က3-4ခါပြန်မေးရတာကွာခုတင်ထားတဲ့အင်္ဂလိပ်ကတမျိုးတို့ပြောတဲ့ဟာတမျိုးဆိုတော့ like 6လလောက်ကိုတော်တော်လေး adjust လုပ်ရတယ်ဟုတ်တယ်နော်အေးပြီးခါကျနေကဦးလေးရှိရောနေကပြဿနာမရှိငါကြောင့်ဟင်ချက်ရကွာ
him ချက်တော့စစပိုင်းရောက်တော့ဒီကြက်သားစီပြန်ရယ်ကြက်သားအာလူစီပြန်ရယ်ကော်ပီတော့ကြော်အဲ့တော့အပတ်တိုင်းချက်တာအဲ့အပတ်တိုင်းချက်တယ်စစပိုင်းတော့ခြေတာဆိုပြီးခါကြကျောင်းတော့ဘူးလေးနဲ့ထုတ်သွားနေလေစားနည်းနည်းလေးတက်နိုင်လာခါကြတော့ဘာလုပ်လဲဆိုနေ့လေထမင်းစားဖို့ဘူးမထဲတော့ကွာ$2ပဲပေးရအခါကြနာစီလက်မှတ်လို့တော့စားကျောင်းမှာတော့အဓိကဒီ group work တွေအဲ့လို group work project တွေ presentation တွေပြီးခါကျတော့ exam တွေဆိုတာလည်းလေဟိုမြန်မာမှာကျတော့ဘယ်လိုပြောမလဲဟိုဒါပေးဒါရေးဒါချက်ကွာတည်ရမလားဒါပေမဲ့ဒီ Singapore မှာကျတော့ကို present လုပ်ရတယ်ကိုအမြင်တွေ share လုပ်ရတယ် evidence based တွေလုပ်ရတယ်ပြီးရင်နောက်ဆုံးဒီ process တစ်ခုကို exam သွားမယ်ဆိုလို့ရှင်ကွာဒီကိုနားလေလို့ချရေးရတဲ့အခြေအနေမျိုးဆိုခါကျတော့နည်းနည်းလေး struggle ဖြစ်တယ်အဲ့ဘယ်အချိန်မှကိုက catch up လုပ်နိုင်လဲဆိုလို့ရှင်တော့ဒီ second year လောက်မှာစပြီး catch up လုပ်နိုင်တယ်အဲ့အချိန်ကျတော့တော်တော်လေးအဆင်ပြေနေလို့ရပြီးရင်နောက်တစ်ခါကျတော့ roommate ကိစ္စတွေကိုကအိမ်မှာမိသားစုကလည်းတခြားလူတွေနဲ့ exposure မရှိဘူးကွာအခါကျတော့ roommate တိုင်းနဲ့မတည့် roommate တိုင်းနဲ့လုံးဝမတည့်ကိုကအတန်အပြန်ကြိုက်အဲ့လိုလူငယ်တွေကောင်မလေးငယ်တွေခါကျတော့တို့ရလိုက်တယ်မလားတို့ရဲ့ပုံစံနဲ့တို့နေရကွာကိုကလည်းကိုပုံစံမဟုတ်လို့ရှိရင်မကောင်းပဲအမြင်မြင်ခဲ့ရပါအခါကျတော့မျက်စိတောက်ထောက်လိုက်ကြည့်ပြီးခါကျတော့အဆင်မပြေဘူးကွာโอเคငါတို့ကြောင်းပြီးတော့ငါတို့ဘောနဲ့စအလုပ်လုပ်ရအောင်နော်အဲ့ပုံမှန်နဲ့ဘယ်လိုမြင်တော့ဘောနဲ့အလုပ်လုပ်ရဆိုတော့ကောင်းကျိုးရောဆိုးကျိုးရောရှိရပါတော့ဒီလောက်ရတဲ့လောက်က6နှစ်ဝန်ထိုးရတာပေါ့နော်အဲကြတော့6နှစ်လုံးလုံး job security အတွက်သူ့ဘာပဲဖြစ်နေနေကိုကဘာမှပူစရာမလိုပေါ့နော်ပြီးရင် C form တွေဘာလည်းပြင်စရာမလိုဘူးအဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြောမယ်ပွင့်လင်းပြောမယ်ဆိုရှင် knowledge ကလည်းမရှိဘူးဘာမှလည်းမသိခဲ့ဘူးပေါ့နော်အားကလည်းဆိုးကျိုးတစ်ဖက်နောက်ပြီးတော့6နှစ်ပုံဆိုတော့ခါကျစိတ်ထဲမှာအဲ့လိုမျိုးချုပ်နှောင်ထားတယ်လို့ခံစားရတာပေါ့နော် exactly လွတ်လပ်တယ်လို့မခံစားရအောင်ပြောမယ်ဆိုရှင်ကိုဒီလောက်ကနေပြောင်းချင်မှပြောင်းမယ် but I want it to be my own way and my own will ပုံစံမျိုးဖြစ်ချင်တာပါဒါပေမဲ့ဒီ6နှစ်လုံးကိုကဘုံထိုးထားတဲ့ဒီနေရာနေရွှေ့လို့မရဘူးဆိုတော့အတီးရဟိုဗာလေလွတ်လပ်မနေဘူးစိတ်ကိုခံစားရပါတော့နော်ပြီးရင်အဲ့ kid တုန်းကလည်း freshly graduate တွေဆိုလို့ရှင် fix လာစား basic အရင် basic ဖြစ်တော့အဲ့တုန်းကတော်တော်လေးနေတဲ့ထဲမှာပါခဲ့ရပါတော့ဒါဆိုကြတစ်ခုပေါ့နေရောဘယ်လိုမြင်လဲငါကြတော့ bond ကိုလေအရန်မုန်းတာအဲ့တော့ငယ်လဲငယ်တယ်ကွာငယ်တယ်ပြီးခါကျတော့ဒီကိုချုပ်နှောင်ထားလို့မျိုးတစ်ခုဆိုလို့ရှိရင်ကွာလုံးဝမလုပ်ချင်ပြီးတော့တကယ်တမ်းပြန်တွေးချင်ရလေဒီ bond ကိုကအလားမမုန်းဘာလို့မုန်းတော့လဲဆိုတော့ကိုယ့် senior တချို့ကွာတချို့တွေကဟိုဘယ်လိုပြောမလဲမခံနိုင်ဘူးအရန်ခက်ခဲတယ်ဆိုပြီးတော့အဲ့လို bond မပြည့်ဘဲနဲ့ထွက်ပြေးသွားတဲ့လူတွေရှိရကွာအခါကျတော့အဲ့ဟာတွေကပို့ပြီးတော့ကိုယ့်ရဲ့အမြင်ကိုပို့တက်ရောက်နေရလို့ထင်တယ်ကွာအဲ့တော့ bond ကိုဆိုလို့ရှိရင်ကွာ automatic မုံမိတာပဲအခါကျတော့ဒီအလောက်ကနေဒီ advanced tip တွေပါတယ် offer လုပ်တဲ့ချိန်တို့တည်မလား career progression အတွက်တခုခုအလောက်ကဒီလို opportunity တွေပေးတယ်ဒါပေမဲ့နောက်ထပ်အဲ့လိုမျိုးဘယ်နဲ့ဆက်ပြီးစာချုပ်ချုပ်ရမယ်ဆိုရင်ကမလုပ်ချင်တော့အခါကျအပြတ်သက်ကိုညင်ခဲ့ရတယ်ကွာ but then ဒီ bond ကအခုမှပြန်စဉ်းစားကြည့်ရခုနကဘူးပြောတဲ့အတိုင်းပဲဘယ်လိုပြောမလဲကိုအတွက်အရန်ကောင်းခဲ့တာပေါ့နော်အလုပ်တွေလည်းရှာစရာမလိုခဲ့ဘူးပြီးရင်ဒီကိုကတက်တာလေးနဲ့လာစားလေးရပြီးခါကျတော့အိမ်လည်းထောက်နိုင်တယ်ကိုလည်းတော်တော်လေးကိုတုံးခဲနိုင်တယ်ပေါ့နော် Okay နောက်တစ်ခုကလူတိုင်းငါတို့မေးနေကြတယ် UK ကိုဘာလို့ပြောင်းလာကြရလဲအစတော့က UK ဘာလို့ပြောင်းချင်လဲဆိုတော့ခါကျအမှန်ကတော့ UK ပွဲကိုယူချင်တာ UK ပွဲကိုလည်းယူချင်တာမှဒီမှာလာပြီးတော့ဘွဲဝစ်စုံလေးဝစ်ပြီးတော့ခါကျအမျိုးခက်ဆယ်လေးနဲ့ Edinburgh ခက်ဆယ် background လေးနဲ့ yeah that's a goal ပြင်ဘာလို့ပြောင်းချင်တာလဲဆိုပြောမယ်ဆိုရင်တော့ UK ကEU နဲ့နေတယ်အဲ့တော့ကတော့ Brexit ဖြစ်သေးဘူးပေါ့နော် Brexit ဖြစ်သေးတဲ့ခါကျတော့ okay UK ရောက်တာနဲ့ကိုကတခြားယူရိုနိုင်ငံတွေဘာမှ visa မလိုဘဲနဲ့သွားလည်လို့ရမယ်အဲ့လိုမျိုးတွေးခဲ့တာစာလုံးမှနေရောခါကျအဲ့နာအနီးတစ်ဝိုက်က Asian နိုင်ငံအနီးတော်တော်များများလည်းရောက်ပြီးလဲပြီးအဲ့ကျတော့သိရမလားခြေဆန့်ချင်တာကွာသိရမလားကိုကဘာလဲဆိုတော့အနီးနာ EU နိုင်ငံတွေလဲချင်တာ exactly ဟုတ်တယ်စာပြောင်းလာတာဘာမှရွေချက်အဲ့လောက်ထိမရှိဘူးရှောက်လဲချင်တာ really so ရှောက်လဲချင်တာအဲ့ဒါပြော main goal ကဘာလဲဆိုတော့အဲ့တခုပဲဖွဲယူလို့ရှိရင်အဲ့လိုပေါ့ castle အနောက်ဘက် background ဖန်ပြီးခါကြအဲ့လိုမျိုးယူချင်တာကြော့လေးကွာလုံးဝဘယ်လိုပြောမလဲ career progression ဆိုတာဒီဘက်အချမ်းကဟာဝီလို့ချင်တာအဲ့လိုမျိုး okay နောက်တစ်ခုက10နှစ်ကျော်လောက်နေခဲ့တဲ့စင်ကာပူကနေထွက်လာရတဲ့ခန်းစားချက်ဘယ်လိုပြောမလဲ
စားတော့ငါတော့ဖတ်ချင်တာပေါ့နော်ကိုဗစ်ကာလတော့ငါဒီမှာအရန် comfortable အရန်ဖြစ်လွန်တယ်မရအောင်ငါထွက်ချင်တယ်ပေါ့တကယ်လည်းထွက်လာရောအလွမ်းဆုံးကပါလဲဆိုအစားတော့အစားတောက်မှလေသိရမလားရိုးအစားတောက်မဟုတ် snack တွေကိုရီးယား snack လုပ်တဲ့သူတွေ snack တွေ dessert တွေပြီးရင် cafe hopping အများနဲ့လုပ်တဲ့သူတွေပေါ့နော်ပြီးရင် night life ပြီးရင် delivery oh my god delivery မှာမှ night time ရောသိရမလားမနေ့တကောင်မနေ့ 2am ထားပြီးမှာလေ 24/7 24/7 ပြီးရင်အတူဟဲ့ဘယ်နာမှသွားပြောခါကြညတကောင်ကြီးလဲသွားစားရအောင်ဆိုလို့ရှိရင်အေးလာစားကြမယ်ဆိုရဲအဲ့လိုမျိုး time မိသွားပြီးစားလို့ရတဲ့နေရာမျိုးတွေပေါ့နော်ဒီမှာမရှိဘူးအဲ့ဒါတွေအလွမ်းဆုံးလဲဒီကားကတော့နေရောဘယ်လိုထင်လဲငါကြတော့အလုံးစားထွက်တော့ကလေထင်တာကပိုခက်ခဲရကွာငါကြအရင်တော့ဆဆပိုင်းထင်တာဒီအလုပ်ကိုဒီတိုင်းယူပေါ့နော်အလုပ်လုပ်တဲ့အိမ်ပြန်နေဒီ just for money purpose ကွာ but in reality ဒီကိုလေလုံးဝမထင်မှပဲကိုလုံးဝ attach ဖြစ်နေရကွာအလုပ်ကိုလည်း attach ဖြစ်တယ်ဒီ staff တွေကိုလည်းဒီ colleagues တွေကိုလည်းအရင် attach ဖြစ်တယ်ပြီးခါကျတော့ဒီတူငယ်ချင်းတွေပေါ့နော်အရင် attach ဖြစ်တာဒီညကြိုက်တဲ့အချိန်ထားစား right ပြန်လုံးဝပိတ်ရက်လေး2ရက်3ရက်လောက်ရှိပြီဆိုလို့ရှိရင် short trip တွေကသွားလိုက်တယ်အဲ့ဒါအရင်လွမ်းတယ်တကယ်လွမ်းတာနောက်ဆုံးအနေနဲ့ culture shock and reality check in the UK culture shock အနေနဲ့ပြောမယ်ဆို weather ပေါ့နော်အရင် British တန်းနဲ့ပြောမလားကိုထင်ထားတာတဲ့2ဆ3ဆပိုပြီးအေးတယ်လေရလဲကျန်းတယ်ပြောမယ်ဆိုရင်နော်ကိုရီးယားကိုလည်းစောင်းရသည်ရောက်ခဲ့ဘူးတယ်ဂျပန်လည်းစောင်းရသည်ရောက်ခဲ့ဘူးတယ်အားထပ်ပိုးပြီးဆိုးတဲ့ရာသီဥပေါ့နော်ပြီးရင်မိုးကလည်းခဏတိုင်းရွာနေတယ်နေမရှိဘူးနေမရှိရပို့ဆိုးတဲ့ဟုတ်တယ်ဆောင်းလို့ဆိုနေလုံးဝမရှိဘူးပြောမယ်ဆိုရှင်ကိုနေခဲ့တဲ့စင်ကမှုနဲ့လုံးဝဆန့်ကျင်ဘက်ပြောင်းပြန်ကြီးပေါ့နော်အဲ့လိုမျိုးဆိုအဲ့ရာသီဥတုကိုကုတ်လို့ပေါ့တော်တော်လေးဆက်စချင်းမှာခဲရင်ခဲ့တယ်ပေါ့နော်ဆက်စချင်းကတော့ကိုရီးယားဟိုဗာလဲ tropical country လာဆိုအဲ့လိုမျိုး winter fashion ကိုအရန်သဘောကျခဲ့ရပေါ့နော်အခုလည်းမ fashion နိုင်တော့ fashion နိုင်တော့ပါအခုတော့လေသူတို့နိုင်ငံသားတွေတော့မှတကယ်ပြောမယ်ဆိုရှင်fashion တဲ့ comfort ကိုပို့ပြီးတော့ဦးစားပေးရမယ့်နေရာဖြစ်နေတာပေါ့နော်အစားတောက်သူတို့ရဲ့ signature dish တို့ဘာလို့ဆိုတာလဲရန်ကြီးကိုရီးယားpalate နဲ့ taste ကမတူဘူးပေါ့နော်နေပြောနေအများစားနိုင်တယ်ဆိုဗမာရင်းချက်စရာတင်စရာမလိုငါစားနိုင်နေဆိုတော့စင်ကုန်မှာကြွေးကြော်ခဲ့ရတော့အဲ့လိုမျိုးနဲ့ကိုထင်ခဲ့တာရုပ်စားလေးနော်ထင်ခဲ့ရတော့သိရမလားပါဟီမာလိုမျိုးပဲဥရှိုခလာအမျိုးတွေစားပြီးလို့ရှိရင်ညနေခင်းကျအီတာလီယာပါစတာတွေစားအဲ့လိုမျိုးတွေထင်ခဲ့ရဒါပေမဲ့သူတို့ရဲ့ fish and chip နဲ့တခါလေးပွဲသိမ်းသွားတယ်နဲ့သူစီကိုကောက်မေးပြီးခါကျကြပြကြရအိုးတွေဝဲပြီးချက်ရအောင်ပေါ့နော်ပြီးရင် safety ပေါ့ safety ကတော့စင်ကာပူမှာမနက်2နာရီဗာလဲဘားတွေကလပ်တရားပဲပြန်လာတာဖြစ်အလုတ်ကနေညကြီးတကောင်နော်9နာရီကျော်10နာရီလောက်နောက်ကျပြီးမှပြန်လာတာပဲဖြစ်အရင် public transport ပဲစီးပြီးသွားအောင်တော့အိမ်ထီကိုလမ်းလျှောက်ပဲသွားအောင်တော့အရင်စီးဖြစ်ခဲ့တာပေါ့နော်ဒီမှာတော့အဆောင်ကကိုလည်းမသိရခါကျလမ်းလျှောက်ပါညာသွားရင်တော့သူတို့ပြောတတိထားပေါ့နော်သူတို့ကလည်း6ပြီးသူတို့လူမျိုးကိုယ်တိုင်က6ပြီးပြောတော့ကိုလည်းကြောက်သွား safety ကအရင်ကြီးစာလုံးတော့မကောင်းဘူးပြီးရင် public transport တွေအရင်လွမ်းနေစာလုံးကတန်ရှင်းနေအချိန်တိကျတယ်ဒီမှာအမျိုးကရှာပါတယ်လုပ်ငန်းပိုင်းနဲ့ responsibility ပိုင်းနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီမှာကသူတို့က responsibility ကိုခွဲယူတယ်ကိုတယောက်တည်းနင်းနာပြူဒီဟာကယူနင်းရလူနာဆိုပြီးတော့ခါကျအကုန်လုံးတယောက်တည်းခေါင်းခံပြီးတော့အာယုံဆိုင်ရမယ်မဟုတ်ဘူးဒီမှာက team နေရှိတယ်ကိုတယောက်တည်းမနိုင်တော့လူနာအစင်းနေမပြေတော့ဘူးဆိုလို့ရှိရင်ဖုန်းခေါ်လို့ရတယ် team တွေက support လုပ်တယ်ဆရာဝန်တွေရော support လုပ်တယ် less blaming culture right less blaming culture မှာတာဝန်ခွဲဝေယူပြီးတော့ခါကျ it's fineဟိုဗာလေ human error human capability ကိုသူတို့က acknowledge လုပ်ပြီးခါကျ team ကြိုက်တာပြီး support လုပ်ပြီးတာပေါ့နော်နင်းပြောမယ်ဆိုရှင် culture shock ပါပြီလေ culture shock ကပါရီလဲဆိုလို့ရှိရင်လူတိုင်းတိတိgreet လောက်ကြရကွာဒီမှာပြုံလေးနဲ့ greet လောက်ကြရတယ်ပြီးခါကြလို့ရှိရင်ဒီလိုပေါ့နော်
ဒီ working area မှာအလုပ်လုပ်နေတဲ့အချိန်မှာအလုပ်ဘလောက်ပဲမြန်များกว่า staff တယောက်ကိုကွာစကားတော့ပြောချင်တယ်မလားစကားပြောချင်တော့ဒီအလုပ်အရာတရားရှိရဒီလို reminder လုပ်ချင်တယ်ဆိုလို့ရှိရင်တော့အဲ့တယောက်ကတခြားတယောက်နဲ့စကားပြောနေအဲ့လိုမျိုးကွာစကားဖြတ်ပြောအဲ့ဒါရိုင်းတယ်ကိုရီးယားမသိဘူးကွာကိုရီးယားစင်ကာပူမှာဆိုလို့ရှိရင်အလုပ်ကအလုပ်ပဲသိရမလားအလုပ်ဆိုလို့ရှိရင်အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ပြောတယ် excuse me တရားဆိုအဲ့လိုမျိုးပြောလို့ရကွာဒါပေမဲ့ဒီမှာအရန်ရိုင်းတယ်အဲ့လိုမျိုးပြီးခါကြရင်ဒီမှာကျလုံးဝ slow life ကွာ slow life ကဘယ်လိုပြောမလဲလူတိုင်းရဲ့ action ကအရန် calm ဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ကိုရီးယားလမ်းလျှောက်တာဆိုအရန်မြန်တာစင်ကာပူကနေနေခဲ့ကြတော့လေဒီလမ်းလျှောက်ရဲ့အရန်ဒီမှာကျတော့လမ်းလျှောက်အေးစစ်စစ်ပဲ bus လို့တွားလဲအေးစစ်စစ်ပဲအချိန်လည်းအဲ့လောက်ထိမတိကြဘူးကွာအဲ့ခါကျတော့ကိုရှိမှလမ်းလာပိတ်ပြီးရှောက်နေလို့ရှင်စိတ်ကူးမှဆိုအရင်တော့အရန်ဒေါ်ရခတ်တာ excuse me ဆိုပြောပြီးခါကျတော့လမ်းတည်ရမလားကြော်လျှောက်တာကွာဒီမှာကျတော့စစပိုင်းတော့အဲ့လိုမျိုးစိတ်ဖြစ်တယ်ဒါပေမဲ့ပြန်စဉ်းစားကြတော့လေ what am I rushing for တည်ရမလားအဲ့ခါကျတော့နည်းနည်းလေးစိတ်ထားတတ်သွားတယ်ကွာပင်ခုနကပြောလိုမျိုးပဲအလုပ်ထဲမှာ error တစ်ခုခုဖြစ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးမသိလို့မေးတာပဲဖြစ်ဖြစ် is not a shame ဒီလားဘာလို့လဲဆိုတော့စင်ကာပူမှာဆိုလို့ရှိရင်ပေါ့နော်အဲ့တခုကတော့ဟိုလေလူတိုင်းကနားဆိုလို့ရှိရင် expectation ကြီးရလို့ပြောမယ်သိရမလားတခုခုမေးလိုက်တာပဲဖြစ်ဒါလေးရောက်နေမသိဘူးလားဆိုရင်မျက်လုံးနဲ့ကြည့်တတ်တယ်ကွာဒီမှာကျတော့ဒီကိုမသိလို့မေးတာပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ် human error တို့တွေက it's okay တို့ကအဲ့လိုမျိုး fully support ပေးတယ်ဒီ mental awareness အရင်ကောင်းတယ်ပြီးခါကျလို့ရှိရင်ဘယ်လိုပြောမလဲဒီ lifestyle အတွက်ကိုအရင် support ပေးရပေါ့နော်ဟုတ်တယ်နော် family လဲ oriented အရင်ဖြစ်တယ်နော် family အရင်ကောင်းတယ်ဒီအစားအသောက်ပေါ့သူပြောရတာမယ် oh my god ကိုလောက်အစားစုံအောင်စားနိုင်တဲ့လူမှမစားနိုင်အဲ့ခါကျဟင်းနေချက်နေကိုတော့ရောင်းလိုက်တယ် by the wayနောက်နေ့တော့မဟုတ်တော့ဒီနှစ်တည်းမှာဟင်းပြန်ရောင်းမယ်နော်အကောင်းနဲ့ပေါ့ဆိုကိုကသူ့ရဲ့ပင်နိုင်ဖောက်တယ်မာခတ်ပြောမယ်ဆိုရင်အချိန်နဲ့အရင်ပေါ်တာလည်းပါတယ်ကိုကမှ full time ကိုမှတပတ်ကို3ရက်လုပ်တယ်4ရက်လောက်ကအားများအေးဟုတ်တယ်နော်အိမ်ကတော့ငါပြောဟဲ့နေအလုပ်ကိုလုပ်နေလားအလုပ်ရောလုပ်ရလားဆိုပြီးတော့မေးယူရတဲ့ဒီခါကျအဲ့လိုမျိုးအားနေတာဘယ်လိုပြောမလဲစင်ကာပူနဲ့ရှင်နယ်ဆိုလို့ရှိရင်စင်ကာပူမှာကျတော့ကိုနေခဲ့တဲ့အရွယ်အငယ်လေးငယ် wild and young and crazy and freedom such kind of happiness ကွာဒီမှာကျတော့ဘယ်လိုပြောမလဲအရန် calm ဖြစ်ပြီးခါကျတော့ slow life ပြီးရင်အရန်တည်ငြိမ်တဲ့အေးချမ်းမှုလေးရတယ်ပေါ့နော်ဒီမှာဘယ်လိုပြောမလဲအသက်20မှာကိုစာလုံးက well ပြောမယ်ဆိုရှင် first page area ပေါ့နော်အဲ့မှာကြီးပြင်းခဲ့တဲ့အတွက်လည်းပျော်ခဲ့တယ်ပေါ့နော်ဘာလို့ဆို20ဆိုတာသိရမလား20ကျော်ရွယ်ဆိုတာ fun loving adventure loving အဲ့လိုမျိုး wild ဖြစ်တဲ့အချိန်မျိုးမှာစာလုံးကကြီးပြင်းခဲ့ပြီးတော့ခါကြအဲ့မှာအလုပ်လုပ်နေခဲ့တဲ့အတွက်လည်းနောက်တော့မရပဲနဲ့ပျော်ခဲ့ပေါ့နော်ပျော်တဲ့အချိန်မှာကိုပျော်ခဲ့ပြီးတော့ခုချိန်မှာတည်ငြိမ်တဲ့အချိန်မှာဖြည်းချင်းတည်ငြိမ်မှုစူးစမ်းနေတော့ပေါ့နော်စတည်ငြိမ်နေပါပြီ2026ကနေစပြီးOkay နောက်ဆုံးအပိတ်အနေနဲ့ပြောချင်တာကတော့ဒီနိုင်ငံခြားမှာကြောင်းတက်တယ်ဆိုတာလေလွယ်တဲ့အလုံးမဟုတ်ဘူးပေါ့နော်ကိုတက်နေရဆိုလို့ရှိရင်လည်းပြီးရဲ့အထီတက်ပါအဲ့လို bond နေပါတယ်လည်းမမုန်းပါနဲ့ကိုငယ်တဲ့အရွယ်တုန်းကဒီ bond ကိုအရန်မုန်းလို့လေလိုမှရွေးဆန်ဆန်လှုပ်ပလိုက်ချင်တယ်တခါလေ stress အရန်များတာတွေကလေဒါပေမဲ့အဲ့အချိန်မှာကိုကဘယ်လိုပြောမလဲကို self control ကောင်းတယ်အပေါင်းအသင်းတွေနဲ့လည်းဘယ်လိုပြောမလဲတယောက်နဲ့တယောက် support ပေးရဆိုလို့ရှင် you can do it ဒီ self control ကောင်းခဲ့တဲ့ဟာတွေကလေကိုအသက်တနေရာရောက်သွားတဲ့အချိန်ကျရင်အဲ့ benefit တွေကိုပြန်ခံစားရပါလိမ့်မယ်စိတ်လေးနည်းနည်း short ပြီးခါကြတော့ဘယ်အရာမဆို slow pace လေးနဲ့ပဲသွားပါကိုအရင် pressure မပေးပါနဲ့အားလုံးပြည့်ရှင်ပါစေ Thank you ဒီဗီဒီယိုလေးကိုလေကြည့်ပြီးတော့တွေးစရာလေးတစ်ခုရရတယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့ပြီးတော့ဒီအမြင်မတူလို့ comment ပေးရှင်နိုင်ရဆိုလို့ရှိရင်လည်းဒီ comment box လေးအမြဲတမ်းဖွင့်ပေးထားပါတယ် Love you Thank you for watching Bye